တရောကြည့်ကဲတော့မြအိတ်နေပေါ့နော်ကိုကြိုက်တဲ့ပစ္စည်းကိုကိုရောင်းကိုစားကြိုက်လွန်အားကြီးတော့အဲ့လိုပဲဟိုတစ်မျိုးရှိရမြေကြော်စားရင်လူမဆက်ဘူးဒါမှမဟုတ်မြေကြော်ပဲစားကြွက်ကြော်ပဲစားဒရင်သီးပဲစားမတက်ဘူးဘာမှဘာလို့အုံတို့ခောက်ဆွဲစားမှတက်ရတာမင်းအုံတို့ခောက်ဆွဲကြတော့နောက်ဆုံးစားလိုက်တာနဲ့ကိုလူကမူးသွားအဲ့လိုလူမျိုးရှိတာမင်းနော်ပထမလက်တွေ့ရင်းသီးစားရင်စားတယ်မတက်ဘူးရင်းသီးသားကြိုက်တာအစိမ့်တို့ပိုကြိုက်တာစားရင်နော်ပြောရင်စားကြိုက်တာရင်းသီးပြီးကြော်စားနေတယ်ဝါလည်းမပြောနဲ့ဝိတ်တယ်လည်းတက်တာပေါင်း900ကျော်နေဒါမှလည်းတက်မှာဒါအထီးဒီကကြွထားပါဆိုဒါကကြတော့အမ်းပြည့်တွေပေါ့နော်လောင်ထားတဲ့ပြည့်တွေပေါ့နင်သူလည်းရတာတမျိုးอ่ะမသူ့ရဲ့ပြည့်ကကြတော့မဖဲလို့မရဖုံးကိုဖဲချင်တာဖဲမရသူကလောင်ထားတဲ့ပြည့်ဆိုတော့ဥကတော့မဲတယ်ဒါမဲ့အကောင်လည်းမနှံဘူးပေါ့နော်ပြီးတော့ကြက်လောက်စားဘာမှမဖြစ်ဘူးဒင်းတိကြက်လောက်စားအုံနှုတ်ခေါက်ဆက်တောက်လိုက်ရင်ကိုလေတအားမှုသွားတာရက်တယ်နာမနေ့အဲ့ဒီပေါ်နေတာစားတော့တလိုင်းဆိုတာမအိမ်ရင်းစားနေတယ်လို့အဲ့လိုဝိတ်ကတက်တော့မှစိတ်ပြက်ရန်ကုန်မှာမိမိနေတဲ့ကြားသူပြည့်ကြော်ရလားပြည့်ကြကြဆိုရင်ရန်ကုန်လိုင်းသားဆိုင်မှာပြည့်ကြော်ရပါပြီရန်ကုန်လိုင်းသားရမိကွက်စေးဘူအောင်ကျော်လမ်းဘူအောင်ကျော်အရာရှိမှာဖတိမဆိုင်မှာပျော်ကြီးပြည့်ကြော်ရပါပြီနော်အစုံရပါပြီအုံးကြိုက်စားချင်တဲ့သူပါနော်ပကိုးမကလေးလမ်းပကိုးမိပွိုင်းပကိုးမကလေးလမ်းတန်းစင်လိုင်းတဲ့မြင်တဲ့ဆိုင်မှာလည်းပြည့်ကြော်ရပါပြီအစုံရပါပြီနော်တည်တည်ရပါပြီဒါအမဒါအမဒီမှာလည်းကြော်ပါလေဟောကြမဲတယ်မှာတူးသွားလို့ဒီမှာကြော်လဲကြော်မမှန်တာအမဒါလည်းအမအတန်လေးဆိုအမဒါဆိုလည်းတူတယ်ကျွတ်ဆိုတူးသွားမဲသွားဟုတ်လား